哦，你多大呢？大么鬼片你喽？呀他大呀他大呀的呀个他的嘞呀个他的大的嘞呀他大的鬼呀他大的鬼呀他大的鬼นำได้เลยเว้ยเอ้ยชอบนะคะโทรมาเลยชอบนะคะโทรต้องนะคะโทรชอบนะคะโทรต้องนะคะโทรนี่นะคะโทรเละนะคะโทรน้านะคะโทรย่าบีเลยဟုတ်တယ်မိမကျွန်တော်မိမကျွန်တော်မိမသူကစကားမသိအဲ့ဒါကြောင့်ကျွန်တော်သူ့ယောက်ျားသူနဲ့ကျွန်တော်နဲ့ယူတဲ့အချိန်ကျွန်တော်တို့ဟိုနေကနေလာတယ်နထိုးကြီးအဲ့မဖွင့်နဲ့ဟုတ်ကဲ့ပါညီမတို့ကလည်းပြန်လို့သေးတဲ့အခါမှာတသေးကိုလေးချတာပြပါဖြစ်ပါတယ်ဟုတ်လားဟုတ်ပြီနော်မြန်ထိုးလားမြန်ထိုးနော်2မိနစ်ကြော်တယ်နော်2မိနစ်ကြော်တယ်ဆိုပိုက်စနေကတော့ပိုက်စနေကအများကြီးရှိတယ်နော်ပိုက်စနေအများကြီးရှိတယ်နော်အဲ့ဒါ2မိနစ်အမြန်ထိုးနော်ဟုတ်ကဲ့ပါရှင်အမြန်လေးကြည့်ပေးပါခဏလေးချောင်းလုံးကြလာလားဆိုကြည့်ပေးပါကြည့်မယ်နော်ဟုတ်ကဲ့ပါရှင်ကြလာလားမကြသေးဘူးလေကွာဟုတ်ကဲ့ပါမက်ဆေ့ချ်မှာကြလာမှာဖြစ်ပါတယ်အပြင်ထွက်တော့ဖုန်းကြသွားမယ်နော်အဲ့လိုနေမတတ်ဘူးလေကွာဟုတ်ကဲ့ပါလေကလေးနဲ့ထွက်ပြီးတော့မက်ဆေ့ချ်ဝင်ထားပေးပါနေမတတ်ဘူးလို့နေမတတ်တယ်အဲ့ဒါဖုန်းပြန်ဆက်လိုက်ဖုန်းပြန်ဆက်လိုက်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအများဆုံးပြီးတော့ကြည့်ပေးပါနော်ကြည့်ပေးမယ်နော်ခဏနော်စောပတ်စံများကြီးရှိလို့လေအရန်ကြောက်နေပြီဟုတ်ကဲ့ပါပိုက်စံတော့အဲ့ဒါအရန်များတယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်ပို့နော်ဒီကအမြန်ပို့လိုက်နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ခဏလေးချောင်းအမြန်လေးကြည့်ပေးခဏနော်လုံးနေလားခဏအလိုပဲလားဟယ်လိုခဏအတိုင်းပြောမယ်နော်ဟုတ်ကဲ့ပါခဏလေး6လုံးနော်အမြန်ပြောနော်အခုပြောတော့လေလူချင်းမရဲ့ message မှာကြည့်ထားပေးရမှာလူချင်းမရဲ့ message ကိုဒီမှာကလည်းစစ်သေးကိုချတာပေးလိုက်တာခဏလေး6လုံးဖြစ်တယ်အဲ့ဒါလူချင်းမဘက်ကလည်းအမြန်လေးပြန်ပြောပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အမြန်ကြည့်မယ်နော်ဟုတ်ကဲ့ပါမြန်ကြည့်မယ်နဲ့